မသေးသောအလွမ်းဆိုတဲ့ဇတ်တော်ကြီးကိုစကြစို့ဘုန်းခုနှစ်ဆင့်အမြင့်မှာတင်ထားလို့မိဘအရေးခိုးလုံးပြီးတော့ပျော်ပါခဲ့ရတဲ့တထေသားဆိုတော့လောကီစီးပွားဘက်ကတော့မလိုတော့ပါဘူးပြောရောက်ပါပါကြီးပေါ့ကံဒီတော့ကောင်းပြီတရားနာပြိတ္တကြီးအဲ့ဒီကဲ့သို့မိဘမြောက်စားတဲ့မိဘအရေးခိုးလုံပြီးတော့နေရတဲ့တထေသားပျော်ပျော်ပါပါကြီးနေလာခဲ့တယ်အစေကံအချွေရအနေနဲ့လောကီစည်းစိမ်တော့မျက်နှာပန်းလှပါရဲ့လောကုတ္တရာဘက်ကြတော့အသားမတက်ဘူးတထေသားဆိုပြီးခြေပြားလေးထောက်လို့နှထင်သွေးရောက်ပြီးတော့နေခဲ့မိဘကိုတော့ယူသေးပါရဲ့မိဘမယူသေးရင်လည်းဒီစည်းစိမ်ကြီးဘယ်နဲ့ဖြောင်းဖြောင်းခံစားနိုင်မလို့ငါမိဘကတထေမို့ငါဒီကဲ့သို့ခံစားရတယ်မွေးတဲ့ကျေးဇူးသိချင်မှသိမိဘမြောက်စားလို့ဒီစည်းစိမ်တွေခံစားရလို့ဒီကျေးဇူးလို့တော့သူပေါ်လွင်တာပေါ့မွေးတဲ့ကျေးဇူးသိဖို့ကအလွန်လိုတာဒီမွေးတဲ့ကျေးဇူးသိဖို့လိုအပ်တဲ့နေရာမှာဘယ်လိုလူမှသိတယ်လဲအခုလိုတရားတော်တွေနာပြီးဗုဒ္ဓအဆုံးအမကိုလိုက်နာမှပစ္စည်းနဲ့ချီးမြှောက်တဲ့ကျေးဇူးထက်မွေးတဲ့ကျေးဇူးကိုပို့ပြီးတော့သိလာတယ်အခုတော့ပစ္စည်းနဲ့မြောက်စားတဲ့ကျေးဇူးကိုပဲလေရင်သူသိနာတယ်ပြီးတော့လာခဲ့ဖခင်เจ้าတော်လည်းတစ်ခေါက်မှမရောက်ဘူးဖခင်ရှင်ရဲ့တော်ကြီးကိုလည်းသူတစ်ခါမှဖူးတဲ့ပြိဿဖခင်တရားတော်နာဖို့ဆိုတာဝေးလို့အဲ့ဒီလိုတထေသားလေးမိမအရေးခိုလုံပြီးတော့လာခဲ့ဒီကနေ့တော့တရားနာပြိဿကြီးသာဝဋ္ဌိတစ်မျိုးလုံးအုံအုံကြွကြွနဲ့တရားနာထွက်ကြတယ်ဒီလိုတရားနာထွက်ကြတဲ့အခိုက်အတန့်သူကလည်းလေသာပရင်းလေးဖွင့်ကြည့်တဲ့အခါဟာနေပါပဲလားလူတွေဟမလေးများလိုက်တဲ့လူလူပရိသတ်ကြီးသူတို့ဘယ်သွားကြမှာပါလိမ့်မတို့ဒီလူတွေအကြောင်းမရှိဘဲတော့မသွားကြပဲဘူးအကြောင်းတစ်ခုခုတော့ရှိရမှာပဲငါမေးကြည့်မှတော်တော့မှာပဲနဲ့ပြောမိတ်ဆွေတို့ဟေးတထေသားလေးဘာတော့กว่าတိုက်ပေါ်ကနေပြီးတော့ခမည်းတော်ပဲသွားကြမှာလေဗျဩအတော်ခက်တဲ့ကောင်ကိုတထေသားလုံပြီးဒီလေဖယားကြောင့်မရောက်ဘူးတော့လည်းမေးပြီမယ်ပေါ့တထေသားဖြစ်ပြီးဖယားကြောင့်မရောက်ဘူးလို့ဝန်နေစရာကြီးဟေးနေပါဦးကွာမင်းညတိုင်းဒီလိုဖယားကြောင့်တော့သွားတာမင်းမသိဘူးလားတို့တာဝဋ္ဌိမြို့သူမြို့သားတွေဟာလေနေပိုင်းလောကီစည်းဝါးကိုရှာကြပြီးညပိုင်းကျတော့ပျော်ပွဲရွှင်ပွဲတွေမျက်နှာလွှဲလို့ဖယားကြောင့်တော်မှာသွားပြီးတော့တရားနာကြသည်မင်းမသိဘူးလားကွာဟုတ်ကဲ့ခင်ဗျာမသိဘူးပြောလေကျွန်တော်ခံရတော့မှာပဲဒီကနေ့တောင်တကားဖွင့်ကြည့်လို့ကျွန်တော်သိမိတယ်ခင်ဗျာဒါဘာလို့သွားမှတော့မသိဘူးလေဒါကြောင့်ကျွန်တော်မေးနေရတယ်အေးတရားနာသွားကြမယ်ကွာဒေသကြီးမှတ်နော်တောင်ငူမျိုးသူမျိုးသားတွေအတွက်ကျုပ်အားရလုံးလို့ဖယားလက်ထက်ကတာဝဋ္ဌိရာဇကျူအစရှိတဲ့မြို့ကြီးတွေမှာလေနေ့ပိုင်းလောကီစီးပွားရှာပြီးညပိုင်းလောကုတ္တရာစီးပွားရှာပြီးတရားနာကြတဲ့ဗျအခုဟောဒီတောင်ငူမြို့တော်ကြီးကလည်းပဲညပိုင်းလောကုတ္တရာစီးပွားရှာသူတွေပေါ်လာပါပြီအားရစရာကောင်းလို့ဖယားလက်ထက်ကမြို့သူမြို့သားတွေနဲ့ကျုပ်ကပုံစံထားလိုက်ရဟဲ့တရားနာသွားမလို့ကွာနေပါဦးခင်ဗျာကျွန်တော်မေးစမ်းမရစီတရားနာတယ်ဆိုတာဘယ်လိုအရသာရှိသလဲခင်ဗျာအေးအဲ့ဒါခက်တာပဲကွာဟေးတရားနာတဲ့အရသာကပြောပြလို့မဖြစ်ဘူးကွာမဟုတ်သေးပါဘူးခင်ဗျာတရားနာတဲ့အရသာပြောပြရင်ဖြစ်ရမှာပေါ့
အေးလေတရားနာတဲ့အရာငါပြောပြလို့ဖြစ်တော့ဖြစ်တာပေါ့ကွာမင်းကတရားမနာဘူးတဲ့ကောင်ဆိုတော့တို့ပြောပြလို့ကမင်းယုံမလားဟာအဲ့ဒါလည်းဟုတ်တာပဲဗျတရားကိုယ်တိုင်နာကြည့်ရင်သိလိမ့်မှာကွာနေစမ်းမအောင်များကိုယ်တိုင်နာကြည့်သိရအောင်ခင်ဗျားတို့တွေ့တဲ့အရာသာလေးများရှိရင်ကြုတ်ပြောပြပါလားဗျဘယ်လိုအရာသာရှိလို့ဘယ်လိုလိုက်ပြီးတော့နာကျင်စိတ်ပေါက်အောင်ဆိုတာကြီးခင်ဗျားတို့မပြောနိုင်ဘူးလားပြောတော့ပြောနိုင်တာပေါ့ကွာမနာဘူးတဲ့လူပြောပြလို့အတော်ခက်တယ်လို့ဆိုမှမင်းလိုက်ကြည့်ကွာကိုယ်တိုင်နာကြည့်ဟိုကြသိလိမ့်မှာပေါ့ဟုတ်ကဲ့ကျွန်တော်လိုက်မယ်ခင်ဗျာအရာသာမရှိဘဲတော့ဒီလူတွေဒီလောက်ထီအောင်မသွားကြပါဘူးနဲ့တိုက်ပေါ်ကတအားဆင်းပြေးလာပြီးအမိတ်ရှိရောက်တော့ဒူးကလေးတုပ်လက်အုပ်ကလေးချီမမေဟဲ့သားလူလေးပါလို့ကျွန်တော်ဟဲ့အကြောင်းကိုသွားပြီးတရားနာကြလို့ခုလူတွေနဲ့တရားနာလိုက်မလို့အမေပြုံးတာရုတော်တာရုဘယ်လုံးမှမကြားရတဲ့စကားအမေဝမ်းတာလိုက်ပါပြီကန်းကြီးများသမားများမှတ်ထားသားသမီးကတရားနာသွားမယ်ဆိုတော့မိဘပြုံးဟဲ့မင်းတို့မိဘတွေလည်းဒီတိုင်းပဲကွာတောင်မျိုးကငန်းကြီးများနှမများမင်းတို့တရားပွဲလိုက်တာမင်းတို့အဖေမေတွေဝန်တာနေတယ်ဟဲ့မင်းတို့မိဘတွေစိတ်ချမ်းသာနေတယ်ဟဲ့မင်းတို့ကမိဘစိတ်ချမ်းသာလောက်အောင်တရားပွဲရောက်တဲ့အချိန်ခါမှာကွာတယောက်ကမှစူခြင်းပူခြင်းနောက်ချင်းပြောင်ခြင်းမတွေ့ရတော့ငါဝမ်းမြောက်လို့ညတိုင်းထည့်ပြောနေတယ်ဟဲ့ကြည့်ကွယ်ဟိုမှာတရားနာသွားမယ်ဆိုတော့အမေပြုံးတယ်ဒါကြောင့်ငန်းကြီးများနှမများလဲတရားနာတဲ့ဝါဒနာလေးတစများလာပါစေလို့ဘုန်းကြီးတို့တိုက်တွန်းပါတယ်ဆုလဲတောင်းတယ်တရားနာသွားမယ်ဆိုတော့အမေပြုံးမိမယ်လို့ပက်ဆံမရှိတော့ညရုပ်ရှင်ကြည့်ခြင်းလို့ငါးချက်လောက်ပေးပါဆိုမင်းတို့မိဘမဲ့ရှာမှာလေကွမဲ့ယုံမကဘူးတချို့ကြတော့ဘယ်လေးဆိုအိမ်ဆံမရှိတာမသိဘယ်ရုပ်ရှင်ကြည့်ဒီလိုဖြစ်အောင်မှာကွဒါကြောင့်ငါကြီးများနှမများမင်းတို့မိဘတွေပြုံးနေကြပေလိမ့်မယ်ကြည့်ဟဲ့အမေကပြုံးတာရုတော်တာရုခေါ်ရုံမကဘူးဟဲ့လူလေးတရားပွဲလိုက်သွားရင်လေအမေမှားလိုက်မယ်နော်ဖယားရှိတရားနာတဲ့ပြိဿဆိုတာသိမ်မွေ့တယ်သားရဲ့နှုတ်ညံ့တယ်သားရဲ့ယဉ်ကျေးတယ်သားရဲ့အိန္ဒိယသိက္ခာရှိတယ်သားရဲ့ဒီလိုသိမ်မွေ့နှုတ်ညံ့အိန္ဒိယသိက္ခာရှိတဲ့တရားနာပြိဿကြီးတဲ့ငါသားပါသွားရင်လေငါသားကတခါမှဖယားကြုံလိုက်ပြီးတရားမနာဘူးတော့တထေသာဆိုပြီးသားရဲ့နှထင်သွေးကြောင့်မြောင်းနဲ့ခြေပြားလေးထောက်ပြီးတော့လူမြင်မကောင်းအောင်များမနေခဲ့နဲ့နော်လူတွေမျက်စိနောက်အောင်များမလုပ်ခဲနဲ့နော်ပြီးတော့သူများတွေကတရားနာနေတဲ့ငါသားကသူများကြားမဖြစ်အောင်တရားအာယုံပြည့်အောင်စကားတွေများမပြောခဲ့နဲ့နော်ငါသားကစကားပြောနေမယ်ဆိုရင်ငါသားစကားပြောတဲ့အတန်ကိုကြားရင်တရားနာပြိတ္တကြီးအာယုံပြည့်တယ်ငါသားကအနေထိုင်မကောင်းဘူးဆိုလို့ရှိရင်လေလူလေးရဲ့အဲ့ဒါလေဟိုဘသူသားတို့အမလေးတထေးကြီးတထေးကြော်ကြီးရဲ့သားဆိုရင်သားသမီးမကုန်းတော့မိဘကောင်းအမေတို့ပေါ်လာမသားရဲ့ဒါကြောင့်သားရဲ့သူများမျက်စိနောက်အောင်လည်းမနေခဲ့ပါနဲ့သူများနာကြားရင်ကအောင်လည်းပဲငါသားစကားတွေခွာလောက်မပြောခဲ့ပါနဲ့လိမ့်မတရားနာခဲ့ပါသားရဲ့လို့မှာတော့ဟုတ်ကဲ့မမေကျွန်တော်နားထောင်ပါမယ်ခင်ဗျအမေရှိခိုးပြီးတော့တရားပွဲလိုက်သွားရောတရားပွဲရောက်တော့သူများတွေကဒူးတုတ်ထိုင်သူကတယောက်ထဲပရိသတ်အစွန်ကခါထောက်မတ်တရကြီးနောက်သူရှိကပရိသတ်သူအကဲခတ်လက်အုပ်ချီဒူးတုတ်အကုန်လုံးညင်လို့ပါဟာနေပါဘူးငါတယောက်ထဲမတ်တကြီးစုံပြူးနေဒီပေါင်းလေးလူကြီးမကောင်းပါကျိုးသေးတဲ့ဂါရဝတွေပါနားလေသေးတာမဟုတ်ဘူးဘုရားကြောင့်တရားမနာဘူးတော့လူကြီးမကောင်းပါဘူးမဖြစ်ဘူးငါလည်းထိုင်မှာနောက်ပြီးဆုံးကထိုင်နောက်ဘုရားကိုယ်တော်မြတ်ကြီးတရားပလင်မော်တရင်သုံးပြီးတရားဟောမလို့ရှိနေစဉ်အခါမှာရွှေမျက်နှာတော်ကြီးမျက်တောင်မခတ်ပဲလှန်ကြည့်လိုက်တော့ဟာတ
တိတ်လှပါလားဘုရားလှတာကစချင်းမဟေးလှလိုက်တဲ့မျက်နှာကြီးပါလားတရားမနာဘူးတော့သပြောတာဘူးလှတာပဲပြောတာတရားနာဘူးလူနဲ့မနာဘူးလူဒါကွာလေဟဲ့တချို့ယဟန္တာမြင်တယ်ဟာယဟန္တာကြီးတပ်ပေတာဟာမဟုတ်ဘူးမမြင်ဘူးတဲ့လူကြတော့ဟာယဟန္တာကြီးချောတာအတုံးတော့မသိဘူးဒါတွေ့ကြုံနေတဲ့ယရဏသုံးပါးနဲ့ဝေးကွာတဲ့လူဟာဒီတိုင်းယရဏသုံးပါးနဲ့ဝေးကွာရင်မှားတတ်တယ်ပြိဿကျောင်းအမသမီးပင်ဖြစ်တော်လဲပဲကျောင်းကိုအရောက်နဲလို့ဘုန်းကြီးတွေနဲ့စကားမပြောတတ်ရင်မှားတတ်တာပဲညုံလာကျောင်းအမသမီးလေဘုန်းကြီးကျောင်းသွားဆုံးဖို့ပြီးဦးစင်းနေရှောက်ပြခဲ့တယ်ကိုင်ကိုတော်လည်းနေရရောတပည့်တော်မှလည်းကြွားရအောင်ကောင်းသေးလားဘုန်းကြီးတွေကနေရတယ်သူကကြွားအောင်ဘယ်ထိအောင်မြတ်မာကလာကြွားမယ်မသိပါဒီတော့ဦးစင်းတွေကကျောင်းအမကြီးတိုင်တာပေါ့ဒကမာကြီးကျောင်းအမသမီးဖြစ်ပြီးတော့ဒကမာကြီးသမီးကဒီလိုပြောသွားတယ်ကိုတော်လည်းနေရောတပည့်တော်မှလည်းကြွားရအောင်လို့ပြောသွားတယ်မိုက်ပါဗျာဒီကောင်မလေးမိန်တော်မူလိုက်မှခင်ဒီတိုင်းကြီးမှန်းတာရှိကြမှားခြင်းအမေကဆက်မှားဒီတော့ဟောတိုင်တာပေါ့ကျောင်းတကာကြီးကိုတကာကြီးခမရသမီးကဒီလိုပြောတယ်ခမရမိန်းမကြီးကဒီလိုပြောတယ်အဲ့တော့ကျောင်းတကာကြီးကဘာပြောလို့ဒါတော့မိုက်ကသားမိဖရားတယ်နောက်ဒီကျောင်းဝင်းနဲ့ခြေတော်ရတောင်မချပါသူ့ရပို့ဆိုးသွားဒါကြောင့်မှားတာရှိရင်မှားတတ်တယ်နော်သတိထားကြကိုင်ကြည့်တရားနာပြေးသားကြီးအခုဖယားလှတဲ့မြတ်တပ်ပေတွေဘာတွေပြောတတ်ဘူးမနီးစပ်တော့ဟေးလှလိုက်တဲ့မျက်နှာကြီးနောက်ရွှေအလုတ်ကထုတ်ပြီးတော့ဟောတဲ့တရားကကြားလိုက်ပြန်တော့လေရုပ်လှယုံနေမှာကအတန်လည်းတဲ့ကောင်းပါလားတန်တော်ဒီလူတွေဒီကြောင်းတော်ကြီးလာပြီးတော့တရားနာနေကြတာဒီအကောင်းနဲ့အတန်လေးကြားခြင်းလို့ဒီလှတဲ့မျက်နှာကြီးမြင်ရင်လို့လာနေကြတာနဲ့တူရဲ့ဘာမှမသိသေးခင်သူတွေးကြရတယ်တောင်သွင်းမြောက်ပြီးအကုန်တွေးငါလည်းကြည့်လို့အားမရလှအရန်လှနေတာကူဘုရားတောင်အရန်လှဘုရားကဘုသူ့သွားရန်တဲ့အတိုင်းမှန်နော်သူပြောတဲ့အတိုင်းမှာပဲလေလှတဲ့နေရာမှာရူပဝိလာသကရူပအစေနယသာယုဒ္ဓဝန္ဒေသရဂုဏောပေတံတေနမတုလာယူပဝါညတို့ရှိခိုးကြဘယ်သူနဲ့မှတုလို့ရှင်လို့မရအောင်လှပတပ်ပေတော်မူတဲ့မြတ်စွာဘုရားဗျာမှတ်ထားကြကြည့်ခုတရားနာပိဋကလှတဲ့မျက်နှာကြီးကြည်ယုံနေအားမရလို့အတန်တော်ကြားလိုက်ပြန်တော့လေအိုးတာရပါပြီနာပြောဝယ်ရှိပါပြီငါဒီနာကအားမရဘူးတဲ့ဘေးနာကနေအနန္တရောက်အောင်သွားမဟဲလို့ပိဋကကြီးလှဲ့ပတ်ပြီးတော့သူသွားလိုက်လှဲ့ပတ်သွားလိုက်တဲ့အချိန်ခါမှာဘုရားကိုယ်တော်များနဲ့မျက်စောင်းတိုးလေးအနန္တကပ်ပြီးတော့ကြည့်မျက်တောင်ခတ်ဖို့ဒီထဲဘုရားရှင်မျက်နှာတော်ကြီးကြည့်လိုက်တော့လေစက္ခုံတရေချဘုရားကိုယ်တော်များကလည်းဘယ်ကမှမကြည့်ဘုရားရှိတရားနာနေတဲ့ပိဋကကြီးကြည်လိုက်ပြန်တော့လေဘုရားကိုယ်တော်မြတ်ရွှေမြတ်တော်ကြီးမြတ်တော်မခတ်ဖင်းနေအာရအောင်ဖူးငြိမ်လို့အသက်ရှူတော့မကြတချို့ကလည်းဘုရားရွှေမြတ်တော်ကြီးဖူးလိုက်မျက်ခွန်လေးတွေဖုံးထားလိုက်အိန္ဒြေရှိနဲ့အသက်ရှူတော့မကြရတော့အောင်ငြိမ်ပြီးတော့နေတာကိုတွေ့ရပါဖြင့်ဟာတရားနာတဲ့အရာသာဆိုတော့ဒါကိုသိစားပြောလားကြည်စမ်းသူတို့ငြိမ်တယ်လို့ငါလည်းငြိမ်နေပြီသူတို့အေးတယ်လို့ငါလည်းအေးနေပြီငါအစ္ဆဒသနာမအိမ်လုံးကတော့ထေသာဆိုပြီးတော့မမေဒီကနေ့စားရတဲ့အစာအာဟာရကျွန်တော်မကြိုက်ဘူးနဲ့ခင်ကတစ်မျိုးပြောင်းချင်ပါဒီအဝတ်စားကလည်းဖောင်းနှောင်းသွားပြီးနောက်ထပ်အသစ်ဝယ်ပေးပါနဲ့အိမ်မှာတော့ကလောဘကြီးဘယ်လိုဝေးပါလားအခုတရားနာနေတဲ့ချိန်ခါမှာငါအစ္ဆဒသနာဒီလောဘကြီးမရှိတော့ဘူးတထေသာဆိုတော့လေဒီကကြစ်ကြစ်ပါအောင်ဆိုအစေကလေးသဘောမကြရင်ဒေါသကြီးနဲ့မှန်လုတ်ပြီးတော့နေတဲ့အ
အဲ့ဒီဒေါသတွေအဲ့ဒီမာနတွေလည်းယခုမရှိတော့ပါလားအေးလိုက်ထားငါဣဇဒတနာအင်မတန်အင်းမြလာပါပြီတရားနာတဲ့အရာကကိုယ်တိုင်သိသွားတာကိုယ်တိုင်သိသွားတာအော်တရားနာတဲ့အရာကဆိုတာဒါပဲဟဲ့လို့ဒီအရာကလေးသိလာတော့အေးဒီလောဘဒီဒေါသဒီမောဟတွေခဏလေးချုပ်နေတာတောင်တလောက်အေးလေရင်ဖြစ်ဟောဒီလောဘဒေါသမောဟတွေအစပြောက်ချုပ်ငိမ့်နဲ့ပြောစံကြားမှုတဲ့နိဗ္ဗာန်ဆိုတာဘလောက်အေးလိုက်လိမ့်မတုံးတော့ငါဒီကနေ့တညတာအေးရုံနဲ့မကျင်납ဘူးသာလနာဘောင်ဝင်ထံရဟန်းများပြုလိုက်ရရင်တော့သာလနာဘောင်ဝင်ထံရဟန်းများပြုလိုက်ရရင်တော့ဘလောက်များအေးလိုက်မလို့နော်သင်္ကန်းဝှရှင်စိတ်ပေါက်သွားပြီမြို့တရားတပွဲနဲ့နာတာဒီတော့ဘယ်နှပွဲနဲ့သင်္ကန်းဝှရှင်စိတ်ပေါက်သွားတာဂိုင်းဘုရားတရားပွဲကြီးလည်းပြီးသွားရောပရိသတ်ကြီးပရိသတ်တွေပြန်တယ်သူမပြန်ဘူးဖယားအပကတ်လို့မှန်လားပါဗျာတွေးတော့သင်္ကန်းဝှပေးတော်မူပါဗျာဟဲ့နေအောင်ွယ်တကားလေးမိမိဘသင်္ကန်းဝှဖို့ခွင့်တောင်းခဲ့ဗလားမှန်လားပါဗျာဖယားတွေးတော့တရားနာဖို့သာခွင့်တောင်းခဲ့တယ်သင်္ကန်းဝှဖို့ခွင့်မတောင်းခဲ့ဘူးဗျာအေးဒါဖြင့်မိမိဘခွင့်မပေးရင်ငါသင်္ကန်းဝှမပေးဘူးကွမှတ်ထားနော်ဘုရားကိုယ်တိုင်လည်းဝင့်ပေးဘူးကျွတ်တို့လည်းဝင့်ပေးရဘူးဗျဘာလို့ဘုရားကိုယ်တော်မြတ်ကသင်္ကန်းဝင့်မပေးတာတော့ဘုရားကိုယ်တော်မြတ်ကရန်ထောက်ခံရဘူးလေဘိကခွင့်မပေးတဲ့သာသမီကိုသင်္ကန်းဝင့်ပေးလို့ဘုရားရန်ထောက်ခံရတယ်ဘယ်လိုရန်ထောက်တာလို့ခမဲတော်ဖြစ်တဲ့သုဒ္ဓောရဏကြီးကဒီကကြီးဘုရားကိုယ်တော်မြတ်ဘယ်သူကရန်ထောက်တာတော့ရန်ထောင်ရောဘောဗျာသာသိတ္တထဖွာတော့စัจ जा မင်းကြီးဖြစ်မယ်လို့ပုံနာများခေါ်သည့်အတွက်တော့ထွက်မှာကိုတော့သူမကြည့်ပြခဲ့ဘူးလေစัจ जा မင်းကြီးရဲ့ခမဲတော်ဆိုပြီးလေးကျွန်းလုံးကိုစัจ जा ယရဏစီးပြီးသူကကြွားရှင်သေးတာကိုဒါကြောင့်ဘိုးကြီးတစ်ထောင်ဖွင့်မှပွင့်တဲ့တကားကြီးပိတ်လို့ဆော့ဆော့ခဲ့မောင်မမိတ်သားတွေနဲ့ပြောတော့အဆက်ခိုင်းခဲ့ဘယ်လိုပဲပြောတော့ဆက်တော်လဲအပြူတော်ဒီဟာတရားနာပြီးသားစောစောပိုင်းကကနိုင်ခုနိုင်ပြောနိုင်ပနိုင်ရတယ်မကောင်လဲကြောလာရောငိုက်ချို့တဆဆငိုက်ချို့စိန်ကလေးနဲ့ငိုက်တချို့နှဖူးချင်းတိုက်အောင်ငိုက်အပြူတော်တွေပြောတာမှာကျွတ်တို့တရားဝဲတဲ့ငိုက်တဲ့လူရှိပါဘူးတုံးလုံးလှဲနေတာညောင်းလုံးနဲ့တူဟေးဟုတ်ရတချို့သခိုးမျက်လုံးကြီးဖွင့်အိတ်ဟုတ်တယ်ဖွင့်အိတ်တာသခိုးမျက်လုံးရင်တော့ကျုံတော့2ယောက်လားပါကျုပ်သူတို့နဲ့မသွားရဘူးဒီကောင်တွေငါဘာစိမ့်ချလို့ကြည့်ကြည့်မျက်လုံးကြီးတွေဖွင့်အိတ်တာသခိုးမျက်လုံးနဲ့တချို့ပါးစပ်ထဲကသေရည်တွေစီးကြတချို့တခေါ်ခေါ်ဟောအိတ်အပြူတော်တွေခါဝတ်တွေကျွတ်လို့ဒူးတွေထောင်လို့အမြင်မကောင်းအိတ်ခင်လို့အိတ်နေတဲ့ကိစ္စဖယားအလောင်းတော်ကြီးသိတ္တထကြည့်လိုက်တော့ကောင်းကြီးကြည့်သွားကြောက်စရာကြီးပါလားလူလေးကောင်းနေပေါ်တဲ့သုတ်တန်တော်ကြီးငါရောက်နေပါဖြစ်လားသိတ္တထတကယ်လန်းနာပြုတကယ်လန်းလို့တကယ်တော့ထွက်တာပေါ်ဗျအပြူတော်ဒီအမြင်မကောင်းအိတ်တာကိုသိတ္တထလန့်နေနည်းနည်းစကားမဆက်တော့မေးရအောင်ကျွတ်တို့တောင်မျိုးကတကားတွေအဲ့ဒီလိုအပြူတော်ဒီတပြုံကြီးအမြင်မကောင်းအိတ်တဲ့နေရာပို့လိုက်ခြင်းနဲ့လမ်းမလားကျုပ်တော့မထင်ပြန်တော့ပြန်မှကြည့်ဦးမှာသိတ္တထလန့်ပြီတကယ်လန့်လို့တကယ်ထွက်တာနော်ဖေကြီးမေကြီးတို့ခင်ဗျားတို့အသက်ကြီးပြီဗျမလန့်သေးဘူးလားဗျလန့်သေးပါဘူးမလန့်သေးလို့မပြေးသေးတာပေါ့လန့်တဲ့ပုဂ္ဂိုလ်တွေပြေးကုန်ပြီလွတ်ကုန်ပြီကျွတ်ကုန်ပြီဗျတန်ရောရှင်ကြီးတွေတပိမိတလိမ့်လေးနဲ့မနေကြနဲ့တော့ပြေးချိန်တိုင်းပြေးကြ
ခင်ဗျားတို့လင်းနေမညာကိုအောင်တောင်ပြောမြောက်ပြောတာမဟုတ်ပါဘူးဖြတ်နိုင်ရင်ပြောတာတန်ရောစဉ်ဖြတ်ဖို့ပြောတာကြည့်ဟိုမှာတရားနာပိဋကသိတ္တထတွတ်ထွက်ပြီးတော့ဘုရားဖြစ်တော်မူတယ်လေစัจ जा ယရဏဆိုင်လိမ့်မယ်လို့မျှော်လင့်ချက်သုဒ္ဓရဏမှာကင်းခဲ့ရပြီပေါ့အလဲလို့တော့ညီတော်နာနာရှိသေးရဲ့လို့အားခဲထားတဲ့ကြားထဲမှာမင်္ဂလာပွဲဖျားကြွအလားတပိတ်တော်ထမ်းခေါ်ပြီးညီတော်ကြောင့်ရောက်တော့သင်္ကန်းဝတ်ပေးလိုက်ပါရောလားဗျဟေးသားတော်ဖျားဝယ်လို့လုပ်တာပါလေသားတော်အတွက်စัจ जा မင်းကြီးဘုရားမျှော်လင့်ချက်ကင်းခဲ့ရတော့လေညီတော်နန္ဒရှိသေးရဲ့ဟဲ့လို့အားခဲထားလိုက်တာဗျာအခုတော့မင်္ဂလာပွဲသပိတ်ထမ်းခေါ်ပြီးတော့ကျောင်းတော်ရောက်ကဒုံတုံသင်္ကန်းဝတ်ပေးလိုက်တဲ့အလေရှိပါစေတော့ညီတော်နောင်တော်ထုံးဖို့မရှိပေမဲ့လို့ညီတော်လေးရာဖူးလာတော့ထီးမွေနန်းညောင်ဆက်ခံစရာကြံသေးဟဲ့လို့တကယ်ပဲအကုအထာပြုတော်လေဟောကြည်တရားနာကိစ္စကပ်ပြီးတော့တိုင်းပြည်ဖျားကြွအလားလီမြေလေးရဟုလာကသင်္ကန်းစာဆွဲပြီးခမဲတော်ဖျားရွှေအိုးကြီးလေးလို့အမွေပေးပါဖျားလို့ဒီလိုအမွေတောင်းတော့ကျောင်းတော်ခေါ်ကျောင်းတော်ကြတော့လေကရုံတုံသင်္ကန်းဝတ်ပြီးတော့ဓမ္မအမွေအနှစ်ကြီးပေးလိုက်ပြန်ပါတဲ့ပြေကအဲ့ဒီချိန်ခါမှာသုတ်တော်ရဏလေအသက်ကျွတ်ခတ်တယ်လို့ဝင်းနဲ့မီးဟုံတောက်တကဲ့သို့ခန္ဓာကိုယ်တော်လုံးအပူတွေရောက်ပြီးတော့ဝင်လဲတော့မနိုင်ဘူးဟေးတာတော်ဖျားပဲလို့လုပ်လိုက်တာပါလေဘယ်လိုလုပ်လိုက်တာပါလိမ့်နဲ့ရန်ထောင်မလို့ကြောင်းတရားနာပရိသတ်ကြီးတာတော်ဖျားရစ်စတော်မူကြီးလားတာတော်ဖျားတာတော်ဖျားစัจ जा မင်းကြီးအဖြစ်နဲ့မြင်ရင်လို့ဘိုးကြီးတစ်ထောင်ခွင့်မပွင့်တဲ့တကားကြီးပိတ်ထားတော့လည်းမနေစုလေတူးထွက်ပြီးတော့သွားလိုက်တာညီတော်နန္ဒကြံသေးရဲ့ဟဲ့လို့အားခဲထားပြန်ပါတော့လေကျောင်းတော်သပိတ်ထမ်းခေါ်ပြီးတော့ကရုံတုံသင်္ကန်းဝတ်ပေးလိုက်တဲ့မြေကလေးရဟုလာကိုအာကုအထပြုတော့လေယခုတော့ဓမ္မအမွေအနှစ်ဆိုပြီးတော့ကဒုံတုံသင်္ကန်းဝတ်ပေးပြန်တဲ့တာကြီးဝင်မင်းလေးတမျိုးလုံးအကုန်ကုန်အောင်ကရုံတုံပြီးဒီလိုကြီးသင်္ကန်းဝတ်နေရင်ဖြင့်တော်တော့ဗျာခမဲတော်ရင်တို့ဝင်ပြီးတော့ရှူစားတော်မောင်ဗျာထီမွေလမ်းမြောက်ဆက်ခံစရာဘာကမှမရှိတော့ပါသဖြင့်ခမဲတော်ရဲ့ရင်တွင်ကျင်မီအောင်ကမာနာအပူလုံးတွေကြွလို့ဒုက္ခရောက်နေပုံကိုတော်တော့ဗျာရှူစားတော်မူအောင်ရင်တော်မူစားမအောင်ဖရရဲ့လို့ခမလေးငူတဲ့အခန်းတော်စိတ်အောင်မင်းဖွင့်သားထောင်များကြလားအဲ့လိုငိုပြီးတော့သူများတွေရန်ထောင်းကုန်လိမ့်မယ်သားတော်ဖျားဒီလိုလားမိဘခွန်မပေးတဲ့သားသမီးတွေကိုသင်္ကန်းဝတ်ပေးနေရင်ဖြင့်မိဘတွေကသားတော်ဖျားကိုတနေ့နေ့ရန်ထောင်းလာကြပါလိမ့်မယ်ဖျားသူများတွေရမထောင်းရင်ဟောဒီခမဲတော်ကအရင်ရန်ထောင်းလိုက်မယ်ဖျားဒီကနေ့ကစပြီးတော့မိဘခွန်မပေးတဲ့သားသမီးသင်္ကန်းဝတ်မပေးပါနဲ့လားသားတော်ဖျားလို့လျှောက်တော့အဲ့ဒီအချိန်ကစပြီးနောက်ဟောကျွတ်တို့ဘုရားကိုယ်တော်မြတ်မိဘခွန်မပေးတဲ့သားသမီးသင်္ကန်းဝတ်မပေးဘူးဗျကျွတ်တို့ကလည်းမဝတ်စေရဘူးဗျဒါကြောင့်တရားနာပြည်သားကြီးဘုရားကိုယ်တော်မြတ်ကရာထောင်ခံရဘူးလို့ဟဲ့မင်းမိဘခွင်တောင်းကြီးဦးလောအထေသားလေးပြန်သွားပြီးတော့တရားနာပြည်သားကြီးမိဘရှိရောက်တော့ဒူးလေးတုပ်လက်အုပ်ကလေးချီကတော့မေကျွန်တော်ပြန်လာပြီခင်ဗျဟဲ့ဟောကြည်စမ်းငါသားကြီးမျက်နှာကြည့်ရမသားမယားရှိပါပြီတာရဖြစ်ခဲ့သလားမဖြစ်ပါဘူးမေမေရဲ့ဘယ်သူနဲ့မှရမဖြစ်ပါဘူးဟိုရမဖြစ်ပြီမလို့ငါသားကြီးမျက်နှာကြည့်ရနေထီတဲ့ပန်းလို့မလမ်းပါလားသားရဲ့ငါကဘာလူမကြတာများတွေ့လာခဲ့လို့ဆိုမမေအလူမကြမရှိပါဘူးခင်ဗျနေဥတာငါသားလိုအပ်တဲ့ပစ္စည်းတစ်ခုအမေတို့ပြုစုတဲ့နေရာများချူရင်းလို့လားသား
မဟုတ်ပါဘူးမေမေတို့ရဲ့အပြစ်လည်းမရှိပါဘူးဝတ္တရားအကုန်ကျေပြုံပါတယ်ခင်ဗျာမေမေတို့ဝတ္တရားကျေပြုံတဲ့လောက်ကျွန်တော်ဘက်ကလေအောက်ခြေလွတ်နေတာကဖះကြောင့်ဒီတစ်ခေါက်လိုက်ဖူးတာဒီတစ်ခါတရားနာဘူးလားမေမေရဲ့တရားနာတဲ့အရာကိုကျွန်တော်ကိုယ်တိုင်သိလာလို့တရားနာတဲ့အချိန်ကလေးဒါတော့အေးပြီးတော့နေရင်ဖြင့်သာသနာ့ဘဝဝင်ထမ်းရဆုံးပြရရင်ဘယ်လောက်အေးလိုက်မတုံးလို့ကျွန်တော်စိတ်ထဲမှာအကြံပေါ်ပြီးတော့မေမေရဲ့ဖះကိုယ်တော်မြတ်ကလေသင်္ကန်းဖို့ခွင့်တောင်းတော့မိဘခွင့်မပေးဝတ်မပေးဘူးလေဗျဒါကြောင့်ကျွန်တော်သင်္ကန်းဝတ်ခြင်းလို့ခွင့်ပေးတော်မူကြပါမိခင်ဖခင်တို့ခမညာအမေမျက်နှာညှို့သွားဟောလုတ်ပြီးမင်းကတော့တရားလေးတစ်ခါနားလာခဲ့ပါရဲ့အရာရာနဲ့အကြောင်းကြောင့်မမေသင်္ကန်းဝတ်ခြင်းတော့ဘာလို့လို့ကျွန်တော်ခွင့်ပြုပါလားမဟုတ်သေးပါဘူးဒါရဲ့မေတ္တာတော်သင်္ကန်းဝတ်ခြင်းကစိတ်ညစ်စရာတစ်ခုခုတော့ရှိပြီနဲ့တူတယ်။ကဲကြည့်ဗျာစကားအနှောက်မလို့သွားမလို့သင်္ကန်းဝတ်တာစိတ်ညစ်လို့တဲ့ကျွတ်တို့သင်္ကန်းဝတ်နေတဲ့ဘုန်းကြီးရဲ့စိတ်ညစ်လို့ကြီးဝတ်တဲ့အတိုင်းစကားများကြည့်ပြောကြမမေစိတ်ညစ်လို့မဟုတ်ပါဘူးခင်ဗျမဟုတ်ပေမဲ့သားရဲ့အမေတို့ခွင့်မပြုနိုင်ပါဘူးခွင့်မပြုနိုင်ဘူးသားရဲ့သားကောင်းတယောက်ကြောက်ကောင်းတစီဆိုပြီးတော့အမေတို့အရေးကြီးလာခဲ့တာငါသားမရှိရင်ဒီစရင်အင်းနေဘယ်သူကိုင်မလို့ဒီပစ္စည်းတွေဘယ်သူထိမ့်မလို့သားရဲ့အမေတို့မလဲဇရာထုတ်လာအရွယ်ကိုရောက်နေပါပြီသားရဲ့ငါသားမရှိရင်လည်းအမေတို့အသက်ရှင်မှာမဟုတ်လို့ခွင့်မပြုနိုင်ဘူးသားကြီးအမေတို့ဘယ်လိုနည်းနဲ့မှခွင့်မပြုနိုင်ဘူးလို့ဆိုတော့မိဘများခွင့်မပြုရင်ကျွန်တော်ဒီနေရာကမထတော့ပါခမညာကျမ်းပေါ်တုံးလုံးလဲအိတ်လိုက်ကန်းကြီးများနှမများနိဗ္ဗာန်ရတယ်ဆိုတာဒီဇွဲရှေ့ဆက်နားထောင်နော်တရက်သမင်းတစ်စီးမှမစားဘူးအမေကတနာလို့ရေကလေးသာချပေးရသမင်းစားရအောင်ဆိုလို့ကောင်းများဆံပြုတ်တော့ရအောင်ဆိုလဲကောင်းများဒီလိုနဲ့မစားပဲအိတ်လာလိုက်တာဟဲ့တရက်နှစ်ရက်သုံးရက်လေးရက်ငါးရက်၆ရက်ကြာခဲ့ပြေးသားကြီးသမင်းမစားပဲနဲ့အိတ်တာဘာမလုပ်ရလို့တော့သင်္ကန်းမဝတ်ရလို့နည်းနည်းတော့မေးရအောင်ဟေးတို့ဗမာပြည်ကြီးမှာလေဒီအသက်နဲ့ဒီခန္ဓာတို့နေလာခဲ့ကြသင်္ကန်းမဝတ်ရလို့များသမင်းမစားဘဲနဲ့အိတ်တာဘယ်နှယောက်တော့ပေါ်ဘူးတော့လေဟာလဲဘူးဟာအေးကွယ်သင်္ကန်းမဝတ်ရလို့တော့သမင်းမစားဘဲနဲ့မအိတ်ကြပါဘူးသူတို့ဟာတွေအတွက်ကြတော့သူတို့ဟာတွေဆိုတာသိပါပြီကွာသမင်းမစားဘဲနဲ့သင်္ကန်းမဝတ်ရလို့တော့မအိတ်ကြပါဘူးသူတို့ဟာတွေအတွက်ကြတော့ဟေးအသက်တောင်စွန့်ကြပါလားကွယ်တို့ဒါတော့တန်တာကွာအဲ့ဒီပဲဇံပြန်တဲ့ဘုန်းကြီးတပါးမှမတွေ့တာဘယ်သူမှအပြစ်မတင်နဲ့ဒီလိုလူတွေနဲ့ဒီလိုဘုန်းကြီးတွေပဲရှိမှာဟဲ့တို့ကလည်းဒီတိုင်းပြောရတော့မင်းတို့မင်းကြီးလက်ထက်တုန်းကရှင်ဖျားတဲ့ရှင်းတုန်းကမြန်ပရိတ်ရဲ့အာနိသင်ဘလောက်ကြီးတုံးဆိုတော့ပရိတ်အိုးတဲ့ကပရိတ်ရည်တွေထပွက်တယ်တဲ့အရှင်မယားတို့ပရိတ်အိုးကထခုံလို့မှပေါင်းဝင်ခတ်ပါမလားတဲ့ဒီတော့ဆရာတော်ကြီးကအမွင့်ရှိတဲ့တကားတော်တဲ့ဟိုတုန်းကဘယင်တွေကလည်းရေမြေအကုန်ပိုင်တာတဲ့ကျင်းနဲ့ရိုက်ခေါ်နဂါးတောင်လာတာတဲ့အခုတကားတော်မင်းတို့မင်းတရာမင်းခေါ်လိုက်လို့တီကောင်တကောင်မှခေါ်နိုင်ရဲ့လားမင်းမလည်းမခေါ်နိုင်မဲနဲ့ဟဲ့ငါပရိတ်အိုးကလည်းမပွက်နိုင်ဘူးခွာလို့ဆိုတဲ့ဒီခေတ်ဒီလူဒီဘုန်းကြီးတွေနဲ့ဆိုတော့ဘယ်သူမှအပြစ်မတင်တဲ့ဇံပြန်တဲ့ပုဂ္ဂိုလ်မတွေ့ရတာခမည်းတော်ကျွတ်တို့သာသနာနောက်ပိုင်းဒီလိုဖြစ်ရမှာကဓမ္မရာကြီးပါပဲဗျာတို့မှန်လားပြိဿကြီးကဲကြည့်လေခုတရားနာပြိဿဇွဲနိဗ္ဗာန်ရမယ်ဇွဲဟိဟိုတော့ကလူတွေကလည်းဒီဇွဲရှိတယ်ဟိုတော့ကဘုန်းကြီးတွေကလည်းဒီလိုဇာနေနဲ့ပြန်နိုင်ကြတယ်အခုကြည့်အထေသားလေးဇွဲကောင်းလိုက်တာမစားပဲအိတ်6ရက်ကြတော့အမေလုတ်တဲ့လူအနာနာထိုင်
သားမျက်နှာလေးကြည့်လိုက်တော့အော်ကြည်စမ်းမငါသားကြီးမျက်တွင်းလေးတွေလည်းခြိုက်လာပြီလေဘေးလေးကလည်းပေးသွားလိုက်တာသူ့အသက်ရည်ပဲရှိတော့ထမင်းအသက်9ရက်ဒီကနေ့6ရက်ပါလားမနေ့ဖြင့်ကငါသားလေးအသက်ကလေးငွေငွေပေးရှာတော့မယ်သားရဲ့လူလေးရဲ့ငါသားကြီးအိမ်မြပြောနေသလားရေကလေးတောက်ရအောင်လေးနဲ့လက်ဖက်ရည်ပကနဲ့ဇုံကလေးနဲ့ရေလေးပါးစပ်ထဲထည့်ပြီးကန်ပေးတဲ့ရေတောင်လက်မခံသားလို့သူကပါးစပ်ပိတ်ထားပါးစပ်ပိတ်ထားတော့ဟောဒုက္ခပါပဲရေတောင်လက်မခံတော့ဘူးသမီးအသက်9ရက်ကလည်းနှစ်ဖင်ကတည့်ရကျန်တော့လေသားရဲ့ရေအသက်တမနဲ့တဲ့ရေကိုလက်မခံရင်ငါသားကြီးဘဝဆုံးတော့မှာပါပဲသားရဲ့အမေတို့ကမသနာပဲနဲ့ငါသားကြီးဘဝအဆုံးခံတော့မလားလေရှိုက်ကြီးငင်ကြီးရင်ထုငူလိုက်တော့သားလို့သူမျက်လုံးလေးဖွင့်ကြည့်ဟာသားဒီလမ်းမသွားနဲ့ဆိုသွားပြီဘာဖြစ်မိဘကသူတို့ကြောက်တယ်ငါသမီးဒီလုံးမလုံးနဲ့ဆိုလုံးတယ်လို့လုံးတယ်ဒီလိုခေတ်ကိုကွမိဘကမာမပြောရဘူးဘယ်ပြောရမလို့ဒီနေ့မာမပြောလက်ဖြင့်ကထွက်သွားတယ်လေရှိလို့လက်ဝတ်လက်စားယူပြီးတော့အိစာရေးထားခဲ့တဲ့ကျုပ်လိုက်မရှာကြနဲ့ဘယ်သင်္ချိုင်းကုန်းသွားသေချင်းဆိုးနဲ့သိမဲ့အတိုင်းငါတော့ဒီလိုပြောချင်တာမိဘကလေးကစားစရာမှတ်ဒါကြောင့်ငါကြီးများနှမများရှေ့တုန်းကမိဘမျက်ရည်ကြမှာကြောက်လို့ကြည့်ဟဲ့ရေကိုလက်ခံပြီးဗဇက်ကလေးဖွင့်ပေးလိုက်တယ်ကွဗဇက်ကလေးဖွင့်ပေးလိုက်ပြန်တော့လေအော်တာကြီးအမေငူတာတော့လေငါသားတနာသားပဲဇွဲတန်တာတင်အောင်ဝှချင်းနဲ့ဇွဲတန်လာကြီးရဲ့အမေမျက်ရည်ကြတော့လေငါသားကြီးတနာသားပဲငါသားကအမေကိုတနာမှာတော့ငါသားဇွဲတန်နဲ့တင်အောင်ဝှချင်းနဲ့ဘဝမင်းအဖေကိုပြောပြီးတော့အမေခွင့်ပြုမယ်အမေသွားပြောမကွဲ့ဆိုပြီးတထေးကြီးစီထွက်သွားထေးကြီးတထေးကြီးဟေးဘာလို့မရေးကြီးတော့ကြဒီမှာတော့သားလေတော့သားထမင်းမစားတာ6ရက်ရှိပြီတော့ဟေး6ရက်မကလို့10ရက်ရှိတော့ဘာဖြစ်ရလဲဖွားပြလိုက်တာဘောကွာဘယ်နဲ့ပြန်ကောင်းရကောင်းကြောင်းနဲ့ရွှေကွက်ထဲအသာငွေကွက်ထဲအသာလက်ဆေးနှိုက်စားရတဲ့သားကအခုကြည့်စမ်းဦးနှခမ်းတို့ကြီးလက်ဆွဲပြီးမြေလုံးဝနဲ့ရထဲတောင်းစားကြတာကိုကွာတော့ဆိုးတဲ့တထေးကြီးတောင်းစားတယ်ဆိုတော့ကျွတ်တို့ဆုံးခံတာပြောအမကြိုက်ဒီဆုံးခံတာတောင်းတာတော့ဒီတောင်းတာကိုတောင်းတယ်ပြောဘယ်ကောင်းဘုရားတော်ဆုံးခံဖို့ပေးတာယဉ်ကျေးအောင်တော့သုံးမှာပေါ့တော်ဝိုက်တော့ပြောတတ်ကြပါစီကွာဒါလည်းငါပြောခဲ့လှပါပြီမယုံရင်ငါညီမြမင်းတို့သွယ်ပုံဝိုက်ပုံလေးနဲ့မသွယ်ပုံမဝိုက်ပုံလေးငါပြောမယ်ဒီထဲတချို့ကပြောတတ်တယ်ငါသွယ်ဝိုက်ပြောတာဖူးกว่าတယ်ဒါရိုက်ချတယ်ဘယ်လာတဲ့စကားမှလည်းမသိသွယ်တယ်သွယ်ရတယ်ကွဈေးထဲသွားမိမကြီးတယောက်မျက်တောင်မခောက်ဖဲကြည့်တောင်ဈေးထဲမင်းတို့နဲ့ပြင်ကရှောက်ကြည့်မျက်တောင်မခောက်ဖဲကြည့်မောင်ရမင်းဘာလို့ချင်းလို့လူချင်းလို့ပေါ့ခင်ဗျာဟောမိမကြီးကသူ့လို့တော်တော်မိမကြီးကမော့ကြည့်တော့မောင်ရမင်းဘာလို့ချင်းလို့ကျွန်တော်လူချင်းလို့မဟုတ်ပါဘူးခင်ဗျာမင်းမလို့ချင်းမင်းငါကြည့်လားအော်ဒီလိုမှတော့ကြည့်ရတာလေဟိုကျွန်တော်မမေနဲ့တူလုံးလို့ဟုတ်ပါပဲဗျာမျက်လုံးမျက်ဖာနာတာငါစားကျွန်တော်မမေနဲ့တပုံစံနဲ့ချွတ်ဆွထားတယ်လို့ကြီးမမေနဲ့တူလုံးလို့အဲ့တော့ဘာပြောတော့မိမကြီးမောင်ရဲတဲ့မင်းနဲ့ဒါတော့လူမရှာနာမဲ့သူမရှာတဲ့ထိုင်လေးတဲ့လက်ဖက်စားပါအောင်လားတွေ့ဝိုက်ပြီးအမေနဲ့တူတယ်ပြောတယ်လက်ဖက်ကျွေးကိုင်းကွာအဲ့ဒီလိုမတွေ့ဝိုက်ဖဲနဲ့ပြောစမ်းမှလားဒါတိုင်းအမေနဲ့တူတယ်မပြောဘဲနဲ့တော်တော်ကြီးရတာကျွန်တော်အဖေမယားကြီးနဲ့တူတာပဲရင်းကိုပါကျိုးမယ်ဆိုထားရိုက်မှာပေါ့ကွာကြည့်ဗျာအခုသုခန္ဓာတောင်းစားတယ်မတွေ့မဝိုက်ကြီးဦးနှခမ်းတို့ဆိုတဲ့ကျွတ်တုတ်ကင်တဲ့သပိတ်ပြောတာ
သူကနှခမ်းတူတယ်ပြောတယ်ကျွတ်တော့သပိတ်နှခမ်းပါတယ်ကိုမထင်ဟောက်သားအတွင်းကိုဝင်နေကြည်တရားနာကိစ္စဘယ်နဲ့ပြကောင်းရကောင်းအောင်ထားကောင်းရကောင်းကောင်းထားအခုတော့ကြည်စမ်းစီးရဲရဲနေခြင်းနဲ့သာတင်မျိုးပေါ်သိဆူးပေါ်အိတ်ရှင်နဲ့ကောင်းလုံးပြမီလို့တယောက်ကသင်္ကန်းဝတ်တာဆူးပေါ်အိတ်ရှင်တဲ့တကားအနှောက်မလို့သွားမလို့ခင်ဗျားတို့လည်းကြည့်ရှုပြောကြပါဗျာချုပ်မိမကြီးတွေများစကားပြောတာအနှောက်မလို့သွားမလို့ယောက်ျားလုပ်တဲ့လူကအလုံးမလို့တော့သေခြင်းစိုးတလောက်ပြင်းတာတွားရဘုန်းကြီးကြောင့်သင်္ကန်းဝတ်ချီဟာမကြလိုက်ဘူးကျွတ်တော့ဘုန်းကြီးတွေကပြင်းလို့ရှိဝတ်နေတဲ့အတိုင်းပဲကျပြဘုန်းကြီးတော့မသိဘူးကျုပ်တော့လွန်ပြင်းတာပြင်းဆိုငငယ်တော့ညီကို2ယောက်ရှိတယ်တော်တဲ့ထင်းကုတ်ကအဖေကခေါ်သွားကျုံကြီးကတော့ထင်း9ယောက်နိုင်3ယောက်နိုင်တခါလဲထမ်းပြီးတောင်ပေါ်ကနေဖင်ဒီကိုတွန်းဆင်းကျုပ်ဘာလုပ်တုံးဆိုတော့လေကျိုးစားပန်းစားကျုပ်လှုပ်ပုံပြောရအောင်သစ်ပင်ရေကောင်းကောင်းရှာပါလာတဲ့ပစိုးလေးနဲ့ခါခက်ခင်ကြောက်တုံးကောင်းအောင်အိတ်ချလိုက်ဒီတော့အဖေကကျုပ်ငငယ်တုန်းကပြောတယ်ငါသားမင်းကြီးဘုန်းကြီးဖွင့်မှာပါကွာအဖေပြောတဲ့စကားတိုင်းခုဘုန်းကြီးဖြစ်ဒါဆိုတရားနာပြေးတယ်ကျုပ်တို့ဘုန်းကြီးကြီးပြောတာနဲ့တူပါရဲ့တပြည့်ဘုန်းကြီးတော့မဖြစ်ပါစေနဲ့လို့ကြည့်တရားနာပြေးသားကြီးအနှောက်မလို့သွားမလို့ဟဲ့သင်ဆွဲပြလိုက်ထေကြီးရဲ့တော်စီလို့မပြောပါနဲ့တော်သားမျက်နှာမြင်တနာမှာလားလိုက်ကြည့်လိုက်ပါဦးဟေးမနာဘူးမြောင်းနေတာကြီးခဲနဲ့ထူးချင်လေမလိုက်ဘူးငါဒီလိုမပြောပါနဲ့တော့ပထူးပြောရမယ့်စကားတွေတော်မသုံးပါနဲ့ကျုပ်ကိုလာလို့ဆယ်လာခွာရပြီမယ်လို့တော်နဲ့ရတယ်ရင်လို့တော့ခလေးပါလားတထေကြီးရဲ့တော်သားပြေတနာမှာလားလိုက်ကြည့်လိုက်ပါဦးဟဲ့မကြည့်ဘူးလာတော့ဩဒီမင်းမလာဘူးလို့ပြောနေမဟုတ်ပါဘူးတော့လာပါတော့ဟာမလိုက်ဘူးလို့ပြောနေတော့နေဆိုတော့ယောက်ျားဘယ်လိုညင်းညင်းမိန်းမဆွဲခေါ်တော့လဲပါသွားတာပဲဗျတကားတို့ကျုပ်ပြောတာလေးနားဆွဲအောင်မှတ်တော့ယောက်ျားဘယ်လိုညင်းညင်းမိန်းမဆွဲခေါ်တော့လဲပါသွားတာပဲဒီပြင်ဟာမကြည့်နဲ့ဗျဖဲသမားတယ်ကြည့်ဖဲသမားများဖင်မြဲပြီဆိုရင်အမေသွားခေါ်တော့ဘာပြောတော့သွားတယ်ခင်ဗျားကြီးနေရမဟုတ်လာမရှုံနဲ့အမေကြတော့လာမရှုံနဲ့ငေါ့ထုတ်တာမိမကလိုက်သွားပေချင်းသို့ဒူလာကလေးမဲ့ဆိုဆံမင်းဆွဲခေါ်သွားအေးပါကွာငါလာလို့စိတ်ကူးနေတာပါဒါကြောင့်ယောက်ျားဘယ်လိုညင်းရင်မိမဆွဲခေါ်တော့လေကဲပါသွားတာပဲဗျကြည့်တရားနာပြေးစိုက်ရေအခုတရွတ်နဲ့ဆွဲခေါ်တော့ပါသွားဟဲ့တင်းရင်ဆွဲပြစ်လိုက်ဆိုတဲ့တထေးကြီး50လမ်းလောက်တာအနာအရောက်တာလှမ်းကြည့်လိုက်ဟာဟေးအထီးကတော့ကြီးဘာတော့ကွာအသက်ရှိသေးရဲ့လားခုနကတော့အသက်ရှူနေတာပဲတော့ဟေးငါတားမကရုံပေါင်းနေပါဘောအမေမေခုနကပြေဆွဲပြလိုက်ဆိုတဲ့လူကြီးသာသမီမျက်နှာမမြင်ခင်ဒီတိုင်းပဲအာမလေးမကရှုံပေါင်းနေပါဖြစ်လားလို့တအားပြေးပြီးသားဘေးကထိုင်ကြည့်လိုက်တော့ဟာမရှိဘူးနဲ့တူရဲ့ကပူလက်ကလေးနဲ့အုပ်စားအင်းကြီးလေးလှမ်းကြည့်လိုက်တော့လေနံရိုးတွေကအမြောင်းမြောင်းအယိုးနဲ့အရေကတ်အိုးမရှိနိုင်တော့ပါဘူးနှာခေါင်းနဲ့လက်ညှိုးလေးနဲ့ပြောင်းပြန်ကတ်ကြည့်လိုက်တော့ဟာအသက်တော်ရှူသေးဟာရင်မပေါ်လက်ကလေးတင်ပြီးအေးဘုံခုန်လာလည်းရှိဟာဟေးအထီးကတော့ကြီးဒီတိုင်းထိုင်ရင်ဒုသားလေးဘဝဆုံးတော့ဟာဘယ်နဲ့လို့ဟုတ်တယ်တော့ဒီတိုင်းထိုင်ရင်လေနှစ်ဖင်ကအသက်ကလေးငွေ့ငွေ့တည်တော့မှာတော့ဒီနေ့6ရက်ရှိပြီအစာမစားတာခွင့်ပြုလိုက်လို့သင်္ကန်းဝတ်သွားရင်ဖြင့်တထဲကြီးအိမ်ဆုံးကကြွအလားကျွတ်တော့ဝါဝါလေးမြင်ရအောင်ပါပဲခွင့်ပြုကြစို့လားအေးခွင့်ပြုကြပါစို့ကွာတာစွဲကောင်းတဲ့သားကြီးမင်းသင်္ကန်းဝတ်ချင်တဲ့ဘဝအဖေတို့အမေတို့ခွင့်ပြုပါပြီဗျာထားသားကြီးထားလို့ဆိုတော့ခွ
ခွင့်ပြုပါပြီဆိုတဲ့အတန်နဲ့ကြားလိုက်ရောထုတ်ထုံငုတ်တို့ဖြစ်များနာဗျာပိဿာကြီးချောင်းရဲ့အစာမစားတဲ့လူမမားတွေလူမထူပဲထနိုင်မှာမလားပိဿာဟောဟိုမှာထနိုင်သွားပြီဗျာချုပ်ထုံငုတ်တို့ဖြစ်တယ်ထနိုင်ရောဘောပိဿာသင်္ကန်းဝှချင်းနေတာစိတ်ကိုလှုပ်ချင်တဲ့အလုပ်ကိုလုပ်ရလို့စိတ်ဆောင်သွားတဲ့စိတ်တင်လာနိယတိလောကောစိတ်ဗျလောကကြီးစိတ်ဆောင်နေဖေကြီးတို့ကျုပ်မှာခဲ့ပဲနော်ခမည်းတော်အသက်ကြီးပေမဲ့လေစိတ်ဗျဘယ်လောက်ပြောသိစိတ်ဖေကြီးတို့ရဲ့ကခမည်းတော်ကိုခမည်းတော်စဉ်းစားလေအသက်ကတော့ကြီးပြီလေဒါပေမဲ့စိတ်ဗျတော်ပြောသိပါလေဗျစိတ်ဆောင်နေတာစိတ်ဆောင်ပုံကြည့်လေစီးပွားရေးကြီးပွားရေးငါမပါရင်မပြီးဘူးဆိုတာလိုက်တော့မြအဲ့ဒီစိတ်တွေပြောနေတာတန်ရောစင်နေကြည့်တရားနာပြည်သားကြီးစိတ်ဆောင်တော့ဖြုတ်ကနေငုတ်တော့ဖြစ်ဖေကျွန်တော်ခွင့်ပြုတယ်နော်ခွင့်ပြုပါတယ်ဗျာမေရောကျွန်တော်ခွင့်ပြုတယ်နော်ခွင့်ပြုပါတယ်တော့တာကြီးအမေခွင့်ပြုပါတယ်လို့လေမိဘနှစ်ပါးရဲ့စကားသံကြားလိုက်ရောမိဘနှစ်ပါးရှိခိုးအဲထိုင်တာကထပြေးတော့တာပဲဟဲ့တာကြီးမပြေးနဲ့လေလဲမဲသားရဲ့အမလေးချောင်းရဲ့ဆာမစားတဲ့တာကြီးပြေးပါဘောလားလဲမဲဟောကြည်စားလူကလေးနဲ့ပြောရင်ဆိုရင်တရားနာပရိသတ်ကြီးထိုးလဲပါရောဗျာအမလေးပြေးပါပြီတော့ဆိုပြီးတော့အမေကနောက်ကလိုက်သွားတာလေးပွေထူကြည့်လိုက်တော့ဒူးတွေပွန်းတောင်တွေပွန်းသွေးတွေထွက်လူလေးပြောရဲ့သားနဲ့သားရဲ့မပြေးနေဆိုတာအမေပြောတဲ့အတန်ငါသားကြီးကဟိုဘက်ဇွဲတန်နေတော့မကြဘူးပေါ့သွေးတွေလူလေးအိတ်ခဏပြန်ရအောင်လေဆေးထဲရအောင်နေပါစီမမေရဖြစ်တော့ပါဘူးအမေထဲကယုံထွက်ခရကြောင်းတော့ပဲဇွတ်ပြေးတယ်လို့အမေလို့သူကသားရဲ့ဒီစိတ်အင်းနေပဲသူကြိုင်မတော့သားရဲ့ငါသားလေးတယောက်ထဲရှိလို့အရေးတကြီးနဲ့နေပြီးတော့လာတာအမေတို့လွမ်းလာကြတော့မှာပါပဲငါသားကြီးရဆက်သွားရပါပဲရဲ့လို့မြေကြီးကြပြီးတော့နေခဲ့ရပေမဲ့လို့သားလို့သူကလှဲ့မကြည့်တော့အဲဖះเจ้าတော်ရောက်ပြီမိဘခွင့်ပြုတယ်ဆိုတော့ဘုရားကိုယ်တော်မြတ်ကသင်္ကန်းဝတ်ပေးလိုက်သင်္ကန်းဝတ်ပေးတော့တရားနာပြိဿမိဘနှစ်ပါးကလည်းဒုသားလေးနဲ့ဖြင့်ကမနဲ့ဆုံးကန်းကြွလာမှာပဲလို့နေတာလေးများခင်းလို့ဆုံးနေပြင်းလို့သားလေးလိုက်ရင်ဆုံးကမယ်သားလေးလိုက်ရင်ရှိခိုးမယ်ဒီနေရာကရင်30မယ်နဲ့အစအရာရာစီရင်ထတော့လေနောက်နေ့မနဲ့သားလို့သူကအိမ်ပေါ်မလာဘူးတဲ့မျိုးဒီလိုနဲ့တရက်လာလို့နဲ့မျောကိုခဲ့တော့လေတနေ့ကမှပေါ်မလာပဲနေလာလိုက်တာတရားနာပိဿဟော9နှစ်9ဝါတိုင်ခဲ့ပါတဲ့မျိုး9နှစ်တိမပြန်တော့မိဘများကလည်းအချင်းလုံးလို့သူ့ကုန်နဲ့ဆွန်းဟင်းနေတာတုံပစ်ခဲ့ရသူတရားမှပေါ်မလာဘူးတေတူတာကြီးရှိတော်ဘူးနဲ့တူပါရဲ့ကိုတော်လေးကလည်းတရားနာပိဿ9နှစ်တိုင်ဖယားเจ้าမှာယဟန်တရားအထုတ်တော့ဘာမှဖြစ်ဘူးကမ္မထမ်းရိပ်နမိတ်တောင်မပေါ်တော့ဖြစ်ပါဘူးလေတော်ရဲသွားပြီးတော့အထုတ်မှာပါပဲလို့တော်ရကြောင်းဆောက်တီကိုထွက်သွားမိမနှစ်ပါးကလည်းဒီကရှိသမျှပစ္စည်းတွေလုံးမပါလို့ကုန်ပြီအစေကအချွေအရန်တွေကခိုးကြဖွက်ကြယူကြငင်ကြဆွေတွေမျိုးတွေကချေးကြငှားကြပြန်မဆက်ကြနဲ့ပစ္စည်းတွေကုန်လို့နောက်ဆုံးတရားနာပရိသတ်ကြီးနောက်ဆုံးမှာတခါတည်းတိုက်ကြီးကိုပေါင်စားရဒီလိုတိုက်ကြီးပေါင်စားလို့ပြန်မရွေးနိုင်တဲ့နောက်ဆုံးအပေါင်ခံတဲ့ငွေရှင်ကလာပြီလေအဖေတော်ကြီးပါတို့တူမြန်ပြောကြစမ်းပါကြေလောင်ကြီးအော်ကြေရတယ်တော့